ကလေးလေးတယောက်တည်းဈေးကြီးတဲ့အယုတ်တွေထက်ပိုနှမွေးရှိတဲ့အရာကဘာဖြစ်မလဲငွေကုန်ကြေးကြများတဲ့လက်ဆောင်တွေထက်ကလေးလေးနဲ့တူဖေဖေမေမေတို့ကြားထဲမှာနားလည်မှုဆိုတဲ့တရားတစ်စင်းကိုခိုင်ခိုင်မာမာတိစောက်ဖို့ကအရေးကြီးဆုံးပဲဆိုတာဖေဖေမေမေတို့သိပြီးကြပြီလားရှင်အလုပ်တွေဘလောက်ပဲရှုပ်နေပါစေကလေးလေးတွေရဲ့ဘဝမှာကိုကဟီးရိုးအနေနဲ့မြင်ရှိနေဖို့ဆိုရင်တော့အောက်ကအချက်၄ချက်ကိုအတူတူကြည့်လိုက်ရအောင်နော်ပထမဆုံးအချက်အနေနဲ့မျက်လုံးချင်းစုံပေးပါဖေဖေမေမေတို့အနေနဲ့ကလေးလေးကကိုယ့်ကိုစကားပြောတဲ့အခါမှာကိုယ့်လက်ထဲမှာရှိနေတဲ့ဖုန်းလေးတွေဒါမှမဟုတ်လှုပ်လက်စလုံးလေးတွေကိုခဏလေးဘေးကိုချပြီးတော့ကလေးလေးတွေရဲ့အရက်နဲ့ညီမျက်လုံးချင်းစုံပြီးတော့စကားပြောပေးပါဒီလိုလုပ်ပေးခြင်းကကလေးလေးတွေရဲ့ရင်ထဲမှာသားတို့သမီးတို့ကိုဖေဖေတို့မေမေတို့ကနေပြီးတော့တန်ဖိုးထားတယ်နော်ဆိုတဲ့ခံစားချက်လေးရရှိစေမှာပဲဖြစ်ပါတယ်ရှင်နံပါတ်2အနေနဲ့ပြောဖို့ဝင်မလေးပါနဲ့ဖေဖေမေမေတို့အနေနဲ့ကိုယ့်ရဲ့ကလေးလေးတွေကိုနေ့စဉ်ချစ်တယ်ဆိုတဲ့စကားလေးကိုခဏခဏပြောဖို့ဝင်မလေးပါနဲ့ပွေ့ဖက်ပေးပါဒီလိုလုပ်ခြင်းအပြင်ဒီဟာကကလေးလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာအတွက်အားရှိဆုံးဗီတာမင်တစ်ခုပါပဲနံပါတ်3အပြစ်တင်ခြင်းထက်ဖေးမခြင်းကိုဦးစားပေးပါဖေဖေမေမေတို့အနေနဲ့ကိုယ့်ရဲ့ကလေးလေးကနေပြီးတော့အမားတစ်ခုကိုလှုပ်လိုက်တဲ့အခါမှာစူပူကျိန်းပေါင်းဖို့ထက်ပေါ့နော်အဆင်ပြေလားဆိုတဲ့မိကွန်းလေးတစ်ခုကိုအရင်မေးပေးပါဒီလိုလှုပ်လိုက်ခြင်းအပြင်ကလေးလေးတွေကကိုယ့်ကိုကြောက်စရာလူလို့မမြင်တော့ဘဲနဲ့သူတို့ရဲ့အားကိုးရာခိုလုံရာလူဖြစ်မြင်လာမှာပဲဖြစ်ပါတယ်ရှင်ဒါဆိုရင်နောက်ဆုံးနံပါတ်4ချက်အနေနဲ့ကတော့ magic 15 minutesဒီနေ့တနေ့တာလုံးမှာဖေဖေမေတို့အနေနဲ့ဘာမှမတွေးဘဲနဲ့ကိုယ့်ရဲ့ကလေးလေးတွေစိုးကျင်တဲ့ game ကိုဝေဖန်မှုတွေမရှိဘဲနဲ့အတူတူစီးမြောကစားပေးလိုက်ပါဒီအချိန်မှာတော့တသားမိမိတွေအတွက်ဖေဖေမေတို့ကအချစ်ရဆုံးသောတငယ်ချင်းတယောက်ဖြစ်ရှိနေမှာပဲဖြစ်ပါတယ်ရှင်ကလေးငယ်တွေကအချိန်တန်ရင်ကိုယ်ပိုင်ကောင်းကင်တွေကိုလွတ်လပ်စွာပြန်တန်းသွားတော့မဲ့ငှက်ငယ်လေးတွေပါဒီလိုသူတို့အတောင်ဆုံးတဲ့အခါပြန်တန်းတဲ့အချိန်မှာဆိုရင်လေကို့မှာနှွေးထွေးတဲ့တိုက်မြုံလေးရှိခဲ့တယ်ဆိုတာကိုသူတို့ရဲ့ရင်ထဲမှာအမြဲတမ်းရှိနေစေဖို့အတွက်ငယ်စဉ်ကတည်းကနေပဲနှွေးထွေးတဲ့မေတ္တာနဲ့အတူတူပြုစုပြောထောင်ကြရအောင်လားရှင်ဖေဖေမေတို့အနေနဲ့ရောဒီအချက်၄ချက်ထဲကဘယ်လိုအချက်လေးတွေကိုနေ့စဉ်လုပ်ဖြစ်နေလဲ comment မှာမျှဝေပေးခဲ့ပါအောင်ရှင်